အဲ့တော့ဆရာတို့မနေ့ကဒီ introduction ဆရာတို့သင်ပေးခဲ့ပြီးပါပြီပေါ့နော်ဒီနေ့ဆရာတို့ဆက်ပြီးတော့သွား program ကိုရေးတဲ့အချိန်မှာအဓိကတော့ဟိုဆရာတို့ Google Drive ထဲကနေပြီးတော့ရေးပါဦးเนาะ Google Drive ထဲမှာရေးခြင်းအပြင်ဆရာတို့မှာဒီရေးထားတဲ့ဒီ code လေးတွေကြံခဲ့တာပေါ့ကြံတဲ့ code တွေကြတော့သူက systematic မကြဘူးပြန်ကျဲနေတယ်ဒီမှာကြတော့သူကဒါနဲ့ပုံစံလေးနဲ့ကြံခဲ့တာပေါ့အပြီးရင်ဆရာဒီကောင်ကိုပြန် share ပေးပါမယ်အခုလူမစုံသေးလို့ဆရာမ share သေးတာလူကတော့ညင်သွားပြီ26ရောက်အဲ့တော့စစချင်းနေမှာဟိုလိုဒီလိုဝင်ကြည့်ရတဲ့လူတွေကအများကြီးပဲအဲ့တော့တကယ်လည်းကြတော့တကယ်တင်နေတဲ့လူတွေကိုနှောက်ယှက်ဖြစ်တာပေါ့နော်တကယ်တော့ဟုတ်တာလည်းမဟုတ်ဘူးအဲ့တော့ဆရာတို့အာprogram ရေးတာတော့ဗာနဲ့ရေးလို့ရတယ်ဒါဆရာတင်တဲ့အချိန်မှာတော့ဒီဟာနဲ့ရေးတာပေါ့နော် ဒီမှာ68အော်ကိုဟိုဘောနော်ဒီအတက်နိုင်ဆုံးအတက်မြုပ်လုပ်ထားအောင်စာမေးခြင်းနဲ့ဆိုလည်းများသောအားဖြင့်ကတော့ဒီလူတွေများတာဖြစ်တဲ့အတွက်ကြောင့်စာနယ်ပဲရေးပြီးတော့ဟိုအဓိကမေးပါဘူးနော်ကဲဟုတ်ပြီဆရာတို့စအောင်အဲ့တော့အကိုးကားအနေနဲ့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဘယ်မှာကြည့်လို့ရလဲဆိုတော့ဆရာပြတယ်အကိုးကားအနေနဲ့ကြည့်ကျင်တယ်ဆိုလို့ရှိရင် Python ကြောင်းအပြီးဆုံးလို့ကတော့ဒီ Python ကိုတီထွင်တဲ့ဖွဲ့စည်းပဲပေါ့ဒီတဲ့ပုံပြီးပြည့်စုံတဲ့နေရာဘယ်မှမရှိဘူးPython နဲ့ဆိုင်တဲ့ information အပြည့်စုံကဒီထဲမှာရှိတယ်အဲ့တော့အဲ့ဒီ information တွေကတအားများရင်လည်းဘယ်ဟာကြည့်ရမှန်းမသိဘူးဖြစ်နေမှာဒီမှာ tutorial ဆိုတာရှိတယ်။ဒါတော့သူ official ပေးထားတဲ့ tutorial ဆိုတော့အဆင်ပြေဆုံးဖြစ်မှာ။ကဲဟုတ်။အဲ့တော့ဆရာတို့ဒီမှာဒီကနေပြီးတော့ tutorial အတိုင်းပဲသွားကြရအောင်နော်။ဒီကိစ္စရေးဆိုရင်တော့ပြန်သွားပြီးတော့ကြော်လိုက်လိမ့်မယ်။အဲ့တော့ဒါဒီမနေ့ကဆရာပြောခဲ့ပြီးသွားပြီနော်။အပေါင်းအနှုတ်အစားအမြောက်အပေါင်းပေါ့နော်နောက်တစ်ခုကသူကဒီမှာ string နေနဲ့ဆိုင်နေဟာတွေပေါ့ string နေဒါမှမဟုတ်ရင်ဆရာတို့စာသားတွေပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်သူရေးထားလေးဆရာတို့ကြည့်အောင်ဒါက single quote နဲ့ဒီ string တစ်ခုသူရေးလိုက်တယ်single quote နဲ့ရေးတဲ့အတွက်ကြောင့်ဒါ string ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဟာလာဒါဆိုရင် open inverted comma close inverted comma သုံးပြီးရေးတယ် double quote လို့လည်းခေါ်တာပေါ့ဗျအဲ့လိုသုံးရေးလဲအတူတူပဲနော် single quote နဲ့ဒီကဏ္ဍကိုရေးလို့ရှိရင်ကဏ္ဍကဆရာတို့ string အနေနဲ့ပဲပြstring ဟုတ်လားမဟုတ်လား print ထုတ်ကြည့်လိုက်လို့ရှိရင် single quote လေးပါတယ်နော်ခက်တာPython မှာနည်းနည်းပြဿနာတစ်ခုရှိတာပါလဲဆိုတော့ VS Code ကိုပေါင်းနဲ့ရေးလို့ရှိရင် string တစ်ခု print ထုတ်လိုက်လို့ရှိရင် single quote ကိုမမြင်ရဘူးအဲ့လိုမမြင်ရတဲ့အတွက်ကြောင့်ဒီကောင်က string ဟုတ်လားမဟုတ်လားဆိုတာကိုနည်းနည်းရောနေနိုင်တယ်ပေါ့နော်အဲ့တော့ဆရာတို့အရင်တော့သုံးခဲ့တဲ့ကောင်ရှိတယ်ဆရာလည်းမေ့နေဆရာလည်းဘုံတော့မကောင်းဘူးအဲဒီသုံးထားခဲ့တဲ့ဟာတွေတော့ဆရာမမှတ်မိတော့အဲ့တော့ပြန်ကြည့်လိုက်တော့မေ့နေတော့ကလတ်လို့ထင်တာပဲနော်အာ
ဟုတ်တယ်ဒါမေ့နေပါတော့တရားမေ့ကြည့်လိုက်ကောင်းကတကယ်ကိုကြာနေတယ်မမှတ်နိုင်တော့ဖြစ်နေတော့အချိန်ကြီးကိုသင်ပေါင်းများစွာသုံးခဲ့တဲ့တူးတခုမမှတ်ပြီးတော့အောင်စရာပဲoptimization သုံးတယ်နာမည်မှားနေတယ်ကြာအဲ့ဒီနာမည်ကိုစဉ်းစားမရဘူးပြန်ကဲခောက်တော့ပါစဉ်းစားပြီးမှပဲပြန်ပြီးတော့ပြောပါတော့အခုတော့ကျွန်တော်ရိုးရိုးပဲသွားအောင်နော်အဲ့တော့အဓိကတော့ string တွေကို print ထုတ်ပြခြင်းလို့ကျွန်တော်နာမည်မေ့နေ chocolate လို့မှတ်ထားလိုက်တာဟုတ်လားမဟုတ်လားမသိဘူးမမှတ်ပြီးတော့ဖြစ်တယ်အဲ့တော့ဆရာတို့ဒီအရင်ကုတ်အဟောင်းတွေကိုပြန်ကြည့်လိုက်ရင်တော့မြင်ရမယ်ထင်ဟုတ်တော့တော့တော့ဆရာမကြည့်တော့ဘုံတော်တွေကမပေါင်းတော့လို့လည်းဆရာတို့ပြောချင်တာကဘာလဲဆိုတော့ string တွေကိုဆရာတို့ရေးတဲ့အချိန်မှာဆရာတို့ရေးချင်တာကိုရေးစာသားတွေပဲရေးဒီကဏ္ဍတွေကိုပဲရေးဆရာတို့စိတ်နဲ့ကုတ်ဒါမှမဟုတ်ရင် open inverted comma close inverted comma နဲ့ရေးရနောက်တစ်ခုကသူ့မှာ escape sequence တွေရှိတယ် escape sequence တွေဆိုတာဘာလဲဆိုတော့ဒီ special character လေးတွေပေါ့ဥပမာဆိုရင်ဆရာတို့က apostrophe ထည့်တယ်နော် apostrophe ထည့်တယ်ဆိုရင် apostrophe ဆိုတာလဲ single quote ပဲအဲ့တော့ single quote ထဲမှာ single quote ဘယ်လိုထည့်မလဲအဲ့တော့ထည့်လို့မရတဲ့ကောင်ထည့်ခြင်းလို့ရှိရင်ရှေ့မှာ slash လေးခံပေးရတယ်အဲ့ဒါကိုဆရာတို့က escape လုပ်တယ်လို့ခေါ်ဒီတဲ့ပို့ပြီးတော့ရိုးရှင်းရှင်းဆိုလို့ရှိရင် single quote ထဲမှာ single quote ထည့်လို့မရတော့ open inverted comma close inverted comma ထဲမှာ single quote ထည့်ပေးလိုက်တာပေါ့ဒါဒီလိုရေးလို့ရတယ်ဒါမှမဟုတ်ဒီလိုရေးလို့ရတယ်အတူတူပဲနောက်တစ်ခုကဆရာတို့မရှိတယ်ဆိုတော့တပည့်ကုတ်ထဲမှာတခါတပည့်ကုတ်ထည့်ခြင်းလည်းအဲ့လိုပဲ select ခံပြီးရေးရတယ်ဒါမှမဟုတ်လို့ရှိရင်ဆရာတို့က single ကုတ်ထဲမှာတပည့်ကုတ်လေးထည့်လိုက်ပေါ့အဲ့ဒါဆိုလည်းရတယ်နော်သဘောပေါက်လားမသိဘူးဒါကတော့အသုံးနဲ့ပါနောက်တစ်ခုကမဖြစ်မနေသိရမှာပါလဲဆိုတော့ဆရာတို့ဥမာ enter ခေါက်လိုက်တယ်ပေါ့စာကြောင်းတစ်ကြောင်းရေးပြီးတော့စင့်ကျင်တယ်ဆိုရင် enter ခေါက်လိုက်အဲ့တော့ဆရာတို့အဲ့ဒါတွေကဘယ်တော့မှစလာလဲဆိုတော့လက်လိမ့်ဆက်ပြီးခစ်တဲ့ကစာရိုင်းနဲ့ဒီအတန်းကြီးဒီဘက်ရွှေ့လာတယ်အစွန်းရောက်သွားတယ်ဂျွီလို့ဆရာတို့ကဆွဲလိုက်တယ်အဲ့လိုဆွဲလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီ page pattern ကြီးကဆရာတို့ဒီဘက်ရောက်လာပြီးတော့လဲသွားတယ်လဲသွားတဲ့အချိန်မှာစာကြောင်းတစ်ကြောင်းအတိတ်ရေးဖို့အတွက်ကိုအသင့်ဖြစ်သွားတယ်အဲ့ဒီခစ်တုံးကအတိုင်းပဲဆရာတို့တစ်ကြောင်းဆင်းနေဆိုလို့ရှိရင်ဆရာတို့က enter ခောက်ပြီးရprogramming ထဲမှာတော့တစ်ချောင်းဆင်းဖို့အတွက်ကိုဘာနဲ့လုပ်ရလဲဆိုတော့ /n ကိုသုံးပြီးတော့ဆရာတို့တစ်ချောင်းဆင်းပေးရနော်အဲ့ဒါလေးကတော့ဆရာတို့ဒါတူတာအနေနဲ့ပေါ့နော်အတုံးနဲ့တော်ဝင်ပါအဲ့တော့ဒါလေးတွေကိုဆရာ practical စမ်းပြနော်အဲ့တော့ Google ထဲကနေပဲပြေးပြနောက်တစ်ခုပဲဒီနေ့ကဆရာတို့ဟာပါတော့ကောင်းပြီက test ကြီးအကြောင်းပါလေအဲ့ဆရာတို့ခါလေးရေးပြအောင်ဟိုမှာဆရာတို့နာမည်ကိုရေးတဲ့အချိန်မှာဆရာကိုသုံးပြီးတော့ရေးပြအောင်ဒါမှမဟုတ်လို့ရှိရင်
ဒီတကယ်ကိုသုံးပြီးတော့ရေးလို့ရတယ်အဲ့တော့ဒီခုလုံးကို print ထုတ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအတူတူပဲမြင်ရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့နောက်ပြောတဲ့ဟာလေးစမ်းကြည့်အောင် escape sequence လေးအဲ့တော့ဥပမာထားပါတော့အာ test ပေါ့အဲ့တော့ဒီမှာဆရာတို့က special guideline ဒီလိုရေးနေတယ်ဒါဆိုရင် error တက်အဲ့လိုမျိုး escape ဖြစ်နေတယ်ဆိုလို့ရှိရင်ဆရာတို့က select ခံလိုက်လို့ရှိရင်အဆင်ပြေသွားပြီအဲ့လို select ခံလိုက်တော့မှဒီကောင်ကိုသူကဒီ signal code ကို string ထဲမှာထည့်ပြပြီ sorry ဒီကောင် print လုပ်ရပြီအဲ့ဒါဆိုလို့ရှိရင်ခုနဒီ signal code လေးကိုပြပြီလွယ်လွယ်ကူကူဖြည့်ရှင်းတဲ့တခြားနည်းနဲ့တစ်ခုကတော့ဘာလဲဆိုတော့ဆရာတို့ဒီကောင်ကိုဟုတ်သူကသိအောင်သိတယ် AI ကခုနပြောတဲ့ဆရာတို့ over value ကောင်မှာ close value ကောင်မှာလည်းရေးတယ်ဆိုရင်တော့အခုလိုလုံးမရှုပ်တော့ဘူးပေါ့နောက်ထွက်တာတော့ output ကတော့တူတူပဲထွက်တယ်စာကြောင်းတစ်ကြောင်းပြီးလို့တစ်ကြောင်းဆင်းနေတယ်ဆိုရင်ဘယ်လိုရေးလဲဆိုတာကိုဆရာပြပြီဥပမာဆရာတို့က print လုပ်ပြီပေါ့နော်ဒါတော့အဲ့တော့ဒီကောင်ရဲ့ဟိုဟာတော့ကြောက်ကောင်းတယ် AI ကဆရာဘာရေးနေတယ်ဆိုတော့တော်တော်သိနေတာဒါကြရင်ကိုရေးမဲ့ဟာတော့မှဟလာမင်းတို့တေချာရှင်းပြခွင့်မရတော့သူကအော်တိုလာထည့်ပြီးတော့ပြောရမယ့်ဟာသူကဥသွားတော့ခတ်သွားတော့နော်အဲ့ဒါမှဆိုလို့ရှိရင်ဆရာတို့ကဒီကောင်ကစာကြောင်းတစ်ကြောင်းလေးဖြစ်နေတယ်အဲ့ဒီကောင်တစ်ကြောင်းဆင်းနေတယ်ဆိုရင်တစ်ကြောင်းဆင်းနေတဲ့ကောင်ရဲ့ရှေ့မှာ selection ခံလိုက်တာနဲ့အဲ့နေရာမှာတစ်ကြောင်းဆင်းသွားလိမ့်တကယ်လို့ select n ကဒီလိုဖြစ်ပြီးတော့ဒီလို space ပါနေရင် select n နောက်က space တော့ပါပြီးတော့ဒီဘက်ကိုရွှေ့နေတယ်ဒါကြောင့်မို့လို့ select n နဲ့နောက်ကစာကြောင်းတွေကပူတာဘောပေါ်လာမသိဘူး select n ဆိုတာတစ်ကြောင်းဆင်းနေတဲ့နေရာတိုင်းမှာ selection လေးခံသွားလိုက်ရုံဒါဆိုရင် slash n ရေးတဲ့နေရာတိုင်းမှာကြောင်းဆင်းသွားတာကိုတွေ့ရပြီသူတွေကဆရာတို့ဒီဖြစ်သူတွေရဲ့ဘောတရားတွေနော်နောက်တစ်ခုကဘာလဲဆိုတော့ string တွေကိုဆရာတို့ကပေါင်းတော့မြောက်စားလုပ်လို့ရတယ်အဲ့တော့ string တွေကိုမြောက်ရင်ဘာဖြစ်မလဲနော် string တွေကိုမြောက်ရင်ဘာဖြစ်မလဲကြည့်အောင်အဲ့ဆရာတို့ကဒီမှာ3နဲ့ hello ဆိုတဲ့စာလုံးနဲ့မြောက်3နဲ့ hello ဆိုတဲ့စာလုံးနဲ့မြောက်ရင်ဘာထွက်လာမလဲဆိုတော့ hello 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 ဆိုပြီးတော့ထွက်လာတယ်hello မှာ space လေးချပေးလိုက် hello space hello space hello space ဆိုပြီးထွက်လာတယ်အဲ့တော့ကဏ္ဍတစ်ခုနဲ့ဆရာတို့က string တစ်ခုကို star လေးနဲ့ပေါ့နော်အမြောက်လက္ခဏာလေးနဲ့သုံးလိုက်လို့ရှိရင်စာကြောင်းဒီစာကြောင်းကိုသုံးခါကြော့ပြီးတော့ရေးရနော်အဲ့ဒါလေးသိရတကယ်လို့အဲ့လိုသုံးခုကိုတစ်ကြောင်းဆင်းပြီးတော့ရေးနေတယ်ဆိုရင် select ထည့်ပြလိုက်လို့ရှိရင် hello 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 ဆိုပြီးတော့ထွက်လာတယ်အဲ့တော့ hello ပြင်သုံးကြောင်းရေးစရာမလိုဘူးတစ်ချောင်းလေးနဲ့ရေးတယ်ပေါ့နော်နောက်တစ်ခုကစာကြောင်းတွေကိုဆက်ဖို့အတွက်ကိုဆရာတို့ကအပေါင်းလက္ခဏာသုံးလို့ရတယ်ဥပမာဆိုလို့ရှိရင်စာတွေကိုဒီလိုလုပ်လို့ရတယ်အားလုံးတောက်ဆရာကောင်းတော့သိတယ်တွေ့လားဆရာဘာဖြစ်ချင်လဲဆိုတော့သိကိုသိဆရာပြချင်တဲ့နမူနာကိုသဘောပေါက်တယ်ဒီနှစ်ခုကိုဆရာအပေါင်းလက္ခဏာလေးလို့ပြောတာကြားများကြားပါလားမသိဘူးဟာအဲ့ဆိုလို့ရှိရင်ဒီမှာဟလာဒီဟလာအောင်ဆိုတဲ့စာလုံးကိုအနောက်ကနေပြီးလာပြီးတော့ဆက်ထည့်ပေးလိုက် formatted string အနေနဲ့မရေးဘဲနဲ့ဆရာတို့ကအပေါင်းနဲ့ string တွေကိုဆက်ပေးလိုက်နော် string cut လုပ်တယ်လို့ခေါ်တယ်နောက်ပါရှိအောင်မလဲအဲ့တော့စာကြောင်းအရှိကြီးကို
နှစ်ကြောင်းခွဲရေးခြင်းဒီလိုရေးလို့ရဆရာတို့စမ်းကြည့်အောင်နော်စာကြောင်းရှည်လို့နှစ်ကြောင်းခွဲရေးခြင်းလေအဲ့တော့ဟုတ်နော်အဲ့ပါဆရာတစ်ချောင်းရေးလိုက်ပြီးရင်တစ်ချောင်းဆရာတို့ကအောက်ဆင်းရေးခြင်းလို့နော်ဒီမှာ space ကဆရာတို့အဲ့လိုရေးဖို့အတွက်တော့တိတ်ဘယ်ကုန်မှမပြီးသေးဘူးဒီကောင် problem ရှိတယ်ဘယ်ပေါ်တာပေါ့နော်ဟုတ်ပါတော့အဲ့တော့ဒီမှာသူကဒီအပိတ်ကိုဒီအနောက်ဆုံးမှာသူပိတ်ထားတယ်အဲ့တော့ဆရာတို့နောက်ဆုံးမှာအပိတ်ထားပြီးလို့နော်အဲ့တော့ brand ကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်စာကြောင်းနှစ်ကြောင်းကဆက်နေတာဟုတ်မြင်ရပါဘူးနော်โอเคအဲ့တော့အတားချက်ကဘာလဲဆိုတော့ဒီလိုအရှိကြီးရေးလိုက်လို့ရှိရင်ဆရာတို့ကစာကြောင်းကိုသိချာဟောပေါ့အန်တယ်မလုပ်နိုင်ဘူးပေါ့နော်အခုပဲဒီပဲရွှေ့ပြီးသွားနေတာဒီလိုလေးဖြတ်ရေးလိုက်တော့အဆင်ပြေတယ်ပေါ့ဒါပေမဲ့ဒီ Python မှာဒီကောင်ပြဿနာကဘာလဲဆိုတော့သူ့ပြဿနာက space တွေက problem ရှိတယ်တကယ်လို့ကမှားယွင်းသွားရင်ဆရာတို့အဆင်မပြေတာတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဒီလိုဖြတ်ရေးတာမျိုးတော့ဆရာတို့သိမကြိုက်ဘူးအဲ့လိုမျိုးရေးတဲ့နေရာတဲ့ string literal တွေကိုပဲပေါင်းရေးလို့ရတယ် string literal ဆိုတာopen inverted comma close inverted comma ဒါမှမဟုတ် single ကုတ်ထဲမှာရေးထားတဲ့စာကြောင်းနဲ့အဲ့လို single ကုတ်ထဲမှာရေးထားတဲ့စာကြောင်းနှစ်ခုအဲ့ဒါကို string literal လို့ခေါ်တယ် string literal ချင်းဆိုရင်တော့ဆက်ပြီးတစ်ခုက string literal နောက်တစ်ခုက variable ဆိုရင်ဆက်မပြီးဘူးအဲ့ဒါပြဆိုတော့ဒီနေ့ကအသုံးနဲ့အရင်နေပါเนาะတော်များလဲဆရာမတွေ့ဘူးပေါ့เนาะအပြင်မှာလည်းသုံးတာမတွေ့ဘူးအဲ့လိုမျိုးဆက်ချင်တော့အပေါင်းနဲ့ပဲဆက်တဲ့ခုနဆရာပြောလို့ပဲအပေါင်းလက္ခဏာနဲ့ string တစ်ခုကိုဆက်လို့ရတယ်နောက်တစ်ခုက string ဆိုတာတကယ်တော့ character တွေကိုဆရာတို့စုထားတာ Python ဆိုတဲ့ string တစ်ခုက p တစ်လုံး y တစ်လုံး t တစ်လုံး h တစ်လုံး o တစ်လုံး on တစ်လုံးဒါတွေကိုစုထားတာဖြစ်တယ်ဒါကြောင့်မို့အဲ့လိုစုထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုဆရာတို့ကတစ်လုံးချင်းပြန်ဆွဲထုတ်လို့ရတယ်တစ်လုံးချင်းပြန်ဆွဲထုတ်တဲ့အချိန်မှာရှေ့ဆုံးအလုံးဒီ0အားဆရာဘာဖြစ်လို့0ကနေစရလဲအဲ့တော့မတက်နိုင်ဘူး programming တွေအကုန်လုံးမှာ array တွေအကုန်လုံးက0ကနေစတယ်ဘာကြောင့်လဲဆိုတာကိုဆရာပြောပြပေးတာဒါပေမဲ့ဥလောတဲ့တို့အရေးတော့မကြည့်ဘူးဆရာပြောပြဒီကောင်က RAM ထဲမှာ data တွေသိမ်းတဲ့အချိန်မှာဒီ P ရ Y ရ T ရ H ရ O ရ 3 ရကိုအစဉ်တိုင်းသူသိမ်းခြင်းတဲ့အချိန်ကျတော့ရှေ့ဆုံးအလုံးရဲ့ memory address ကိုယူလိုက်တယ်နောက်အလုံးတွေကို memory address တွေတိုးပြီးတော့ယူပြီးတော့ထည့်လိုက်တယ်မင်းတို့မြင်တာပြောမယ်ဆိုရင်မင်းတို့ hotel မှာအခန်းငှားမယ်ဆိုတော့ထားပါတော့6ယောက်ရှိရဆိုရင်ကျွန်တော်တို့အခန်းနံပါတ်ထားပါတော့1ကနေပြီးတော့လူ6ယောက်စာအစဉ်တိုင်းယူအဲ့လိုမျိုးတို့အခန်းငှားမှာပေါ့အဲ့တော့အခန်းတွေကပြန်ခေါ်ထုတ်ခြင်းအခန်း1ကဘယ်သူအခန်း2ကဘယ်သူအခန်း3ကဘယ်သူဆိုပြန်ခေါ်ထုတ်မှာပေါ့ဒါပေမဲ့ဒီ programming တွေမှာကြတော့သူကပထမဆုံးအလုံးရဲ့ memory address ကိုမူတည်ပြီးတော့ကျန်တဲ့အလုံးတွေရဲ့ memory address တွေပြန်တွက်အဲ့တော့မလို့ဥပမာ RAM ကြီးဆိုပါတော့ RAM ဆိုတာတကယ်တော့စိတ်ရင်းစရာအရှိန်လို့မလို့မြင်အောင်ကြည့်လို့ရတယ်ဘယ်တော့တောင်ရှိလဲဆိုတော့1 byte စီဆရာတို့စိတ်ထားတဲ့စိတ်ရင်းစရာအရှိန်ကြီးပေါ့memory address 0တွေကနေစပြီးတော့နော်ဆရာတို့ဥမာမင်းတို့ RAM ဘယ်လောက် gig ရှိလဲ16 gig ရှိရင်16 gig ထိအစဉ်တိုင်းယူသွားတယ် hexadecimal နဲ့အဲ့တော့အဲ့ဒီ address တွေကိုပြန်တွက်ဖို့အတွက်ဆိုလို့ရှိရင်ဒီ index တွေကို arithmetic လုပ်ပြီးတော့အောက်လုံးပြောက်စားလုပ်ပြီးတော့ပြန်တွက်ထားအဲ့တော့ဒီကောင်0ဖြစ်မှပထမဆုံးအလုံးနဲ့သူ့ memory address နဲ့သွားကြိုက်မှာတော့အဲ့ဒါသိစရာမလိုသေးဘူးတော့လေပတ်ထားမှာပထမဆုံးအလုံးဒီ0နောက်တော့ကောင်ဒီ1 2 3 4အဲ့လိုရှိပြီနော်အဲ့ဒါကိုဆရာမြင်တော့လို့ဒီမှာရှိနေပြပြီ
ဆရာတို့ဒီမှာဆရာ string တွေနမူနာတွေထည့်ထားတာရှိတယ်ဒီမှာဆရာနာမည်လေးကိုထည့်ထားတာတွေ့ရတယ် string ဆိုတာဒီလိုပုံစံမျိုးရှိတယ်အော် string တွေရဲ့ရှေ့သုံးမှာဥဒီမှာဆိုလို့ရှိရင်သူ့ရဲ့ index က0ရှိမယ်1ရှိမယ်2ရှိမယ်3 4 5 6 7 8ဆရာအနောက်ကဆက်လက်0ကြီးကဘာကြီးလဲအဲ့ဒီဆက်လက်0ကြီးကဒီ string ဆုံးသွားပြီလို့ပြောတဲ့ကောင်လောလောဆယ်ဒီ Python မှာတော့မင်းတို့သိကြမလို့တခြား programming တွေမှာတော့ဒါသိဖို့လိုပဲ0 C++ တို့ကြာလို့ရှိရင်ဆိုတော့ကျွန်တော် string ဆိုတာက index တန်ဖိုး0ကနေစပြီးတော့အစဉ်တိုင်းစီထားတာဒါကြောင့်မို့လို့စာလုံးရေ8လုံးရှိရဆိုလို့ရှိရင်0 to 7 အထိပဲဆရာတို့ခေါ်ထုတ်လို့ရတယ်အဲ့တော့ဆရာတို့ဒီမှာ program လေးရေးကြည့်အောင်เนาะစမ်းပြီးတော့ရေးကြည့်ရအောင်အဲ့တော့ဆရာတို့ဒီမှာနံပါတ်လေးရေးလိုက်အပေါ်မှာလည်းဒီ main ဆိုတာရှိတယ်ဆရာ override လုပ်လိုက်နော်ဆရာဒီမှာလည်းဒီ main ကိုသုံးထားတယ်ဒီမှာလည်းဒီ main ကိုသုံးထားတယ်အဲ့အဝတ်ထုတ်ကိုဒီကောင်အောင်က override ပြင်လိုက်တယ်ပေါ့နော်ပြီးတော့မှဆရာတို့ကဒီမှာအဝတ်ထုတ်နဲ့တခါပြန်ပြီး override ပြန်လုပ်လိုက်ဒီနာမည်ကိုပဲခဏခဏယူသုံးနေတာဖြစ်နေတာပေါ့နော်ဒီကောင်ရဲ့အားနည်းချက်ကဘာလဲဆိုတော့အားနည်းချက်လည်းဖြစ်နိုင်တယ်အားသာချက်လည်းဖြစ်နိုင်တာပေါ့စာမျက်နှာတစ်ခုတည်းမှာဆိုလို့ရှိရင်ဒီကောင်ကရှေ့ကချိန်ညာထားတဲ့ကောင်တွေကိုအနောက်ကယူသုံးလို့ရတယ်ဒါပေမဲ့မင်းတို့ရှင်းအောင်လို့ဆရာပြန်ပြန်ရေးပြီးအဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာကဘာလုပ်မလဲဆိုတော့ဒီနာမည်ကိုဘာလုပ်လို့ပါတလုံးချင်းဆွဲထုတ်လောတယ်ခြေလုံးလုံးကိုဆွဲထုတ်ပြအဲ့တော့ name လေးကပထမဆုံးလုံးကိုလိုချင်တယ်ဆို square bracket နဲ့0ဆိုပြီးထည့်လိုက်အဲ့ဒါကို run လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ခြေလုံးတစ်လုံးထွက်လာတယ်ဒုတိယမြောက်အလုံးကိုလိုချင်တယ်ဆိုရင်1ဆိုပြီးထုတ်ပြလိုက်2ဆိုပြီးထွက်လာတယ်အဲ့တော့အဝတ်ထုတ်ဆိုတဲ့နာမည်ကစုစုပေါင်း73လုံးရှိတယ်ထင်တယ်ဟုတ်လား4လုံး8လုံး9လုံး10လုံး space နှလုံးက10လုံးဒီမှာ73လုံးရှိ73လုံးဆိုတော့0ကနေပြီးတော့12လုံးထိဆရာတို့ကဒီကောင်တွေကိုဆွဲထုတ်လို့ရတယ်နောက်ဆုံးလုံးဒီဖြစ်မယ်အဲ့လိုမျိုးတစ်လုံးချင်းဆွဲထုတ်လို့ကြပါတယ်အဲ့ဒါလေးတိတဲ့တစ်ခါပြန်သင်ပေးဦးနော်ဒါတော့သူ့ရဲ့ဒီ Python တော့ ORG ရဲ့တရားဝင်ပေးတဲ့တူတူတွေပဲဒီထဲမှာဒါတွေစပါတော့အဲ့တော့လည်းတင်လာပေါ့အဲ့တော့ဆရာတို့ကနောက်ဆုံးလုံးကိုလိုချင်တဲ့ချိန်ပြရင်ဖက်ပြင်းပြင်းနဲ့အလုံးကြီးတွေကြီးနေရတယ်အဲ့လိုကြီးနေလည်းဘဲနဲ့နောက်ဆုံးလုံးလို့တန်းပြောချင်လို့ရှိရင်ဒါနောက်ဆုံးလုံးပဲအနှုတ်တစ်ဆိုလို့ရှိရင်နောက်ဆုံးလုံးကိုပြောပြလိုက်အဲ့တော့အလုံးကြီးတွဲနဲ့ဆွဲထုတ်ချင်တယ်ဆိုရင် square bracket ကိုသုံးရမယ်4000ခွင်းကိုသုံးရမယ်ဒါလေးသိဆိုင်အောင်နော်အော်ဒါပြီးနောက်ဆုံးလုံးကိုဆရာတို့ဆွဲထုတ်ဟုတ်ပြီနောက်ပါကြည့်အောင်လေနောက်ဆုံးရှေ့ကအလုံးလို့နော် second last တို့ဘာလို့ဆွဲထုတ်ချင်တယ်ဆိုလဲတန်ဖိုးကိုတိုးပြလိုက်ရတယ်ဒါဆိုရင်ယူထွက်လာတယ်နော်ဒီမှာ3ဆိုလို့ရှိရင်ဆရာတို့ယူထွက်လာလိမ့်မယ်4ဆိုရင် h အကြီးထွက်လာတယ်ဒါပဲနော် very easy ပဲအရင်လိုဒီ Python program များအလို့ရကြလည်းမလို့ကိုမေ့နေပြင်ကြည့်လိုက်ရုံနဲ့မသိရင် AI ကိုသွားမေးလိုက်ရုံနဲ့အဲ့တော့ဆရာစိတ်ထဲမှာဟိုကောင်ဆရာမေ့နေတဲ့ကောင်စိတ်ထဲမှာမကျေနပ်ဘူးပါဒီလားဆရာရဲ့ကြည့်လို့ရေလေးမှာပါရင်နဲ့တူပါတော့ကွာမပြောလို့ပြီးသားဆိုဒီကောင်ရှိတယ်ရှိတယ်ဆိုတော့ဆရာစမ်းကြည့်အောင်ဒီထဲမှာမကျေနပ်ဘူးဖြစ်အုံနောက်ကတော့တော့သွားတယ်ကြာပြီဆရာအဲ့လိုဖြစ်နေတာတော့ကြာသွားပြီ
ဟိုအနည်း20ကိုရေးနေတဲ့ C programming တွေပါတော့မှာပဲကောင်းတယ်မမှတ်မိတော့အမျိုးတွေစက်ကောင်းတယ်မှာစာရရှိနေတော့ပြင်လာကြပါတော့ဒီနေ့ကိုပါတော့ test တော့ပါတော့ဟုတ်တော့ဘုံနဲ့တယ်မဟုတ်ဘူးဒါပဲဒီကောင်မဟုတ်ဆရာနာမည်မေ့နေနော်ထားပါတော့ပြတ်ဆက်သွားနောက်တစ်ခုကတော့ဘာလို့ရလဲဆိုတော့ခုနဆရာတို့ဆွင်းနေရနေပြီးတော့စာကြောင်းနေရနေပြီးတော့ဘယ်နေရာကနေပြီးတော့ဘယ်နေရာအထိဆိုပြီးတော့ဆရာတို့ကဘာလုပ်လို့ရလဲဖြတ်ချလို့ရအဲ့လိုဖြတ်ချဖို့အတွက်ဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီကောင်ကိုဆရာတို့ဒီနာမည်ကိုဆရာပြန်သုံးလိုက်ဥပမာဆရာဝင်းဆိုတဲ့စာလုံးကိုဆရာဖြတ်ယူခြင်းတယ်ပေါ့ဖြတ်ယူခြင်းတယ်ဆိုရင်ကအလုံးရေအတွက်ကိုကြီးရအောင်ဒီကောင်0ပေါ့0 1 2 3 4 5 5ဆိုတဲ့စာလုံးကစနော်ဝင်းကိုယူဖို့အတွက်0ကနေစယူတဲ့အချိန်မှာအားလုံးမြောက်ပြီခြေသုံးကအလုံး5 6ခွန်းခုနှစ်မှာဆုံးခုနှစ်မှာဆုံးမယ်ဆိုလို့ရှိရင်ဆရာတို့ကဘယ်လိုရေးပြရမလဲနော်ရှစ်လို့ရေးပြဆရာအစ9မှာစတယ်ဆိုရင်5 6ခွန်းခုနှစ်မှာဆုံးရမှာလေဘာဖြစ်လို့အဆုံးကိုတစ်ခုခုရေးရတာလဲအေးအဲ့လိုတစ်ခုခုရေးရတယ်လို့အလုံးမှတ်ထားလိုက်ပိုင်းတော့မှအဲ့ပြဿနာလေးရှိတယ်ဘယ်နဲ့ထုတ်လိုက်မယ်ဆိုရင်စာအုပ်လိုချင်တဲ့အတိုင်းဝင်းရတယ်သူတကယ် print ထုတ်တာ9 6ခု3ခု print ထုတ်တာဘာကိစ္စဆရာတို့တစ်လုံးပူကြီးနေရတယ်ဆိုတော့အဲ့ပြဿနာလေးရှိတယ်နော်အဲ့တော့ okay ဟောမတဲ့စတော့ဟုတ်တယ်ဝစ်တော့ကြာတယ်ကြာတယ် yes နောက်တယ်နောက်တယ်ဟုတ်ကဲ့သူ့ recommendation အောင်ပါဘူးပါဘူးတော့ဆရာရဲ့ YouTube ထဲမှာဆက်ပြန်စာကြည့်လိုက်တော့အစီဘောကအဲ့တော့မင်းတို့ဆရာမေ့နေတော့လေပညာတိုးတာပေါ့နော်အဲ့ကြရင်အဲ့လိုမျိုးဆရာအဖို့ပုံလုံး okay နေဆိုလို့ရှိရင်တိတ်အဆင်မပြေဘူးအဲ့လိုဒီလို script program သားနဲ့ခဏနဲ့တွဲရေး increment လုပ်ပြီးတော့တစ်ခုလျှော့ပါတယ်1 to 7ဆိုရင်1 to 6ထိပဲအဲ့တော့ဒါတော့ဒီကောင်ကို +1 ပေါင်းစရာမလိုတော့အတိအကျပဲဒါဆိုလို့ရှိရင်က control key နဲ့အလဲဘိန်းလေးလို့ရှိရင်ပေါင်းပြီးတော့ထွက်တာတော့အဲ့လိုမျိုးပေါင်းပြီးတော့ use 56ဖြစ်ကြတဲ့ရက်တွေစောက်ပြီးသွားတဲ့အချိန်မှာဆရာတို့ဒီနောက်ကကောင်ရှိတာဒီကောင်က2023ဆိုတော့နည်းနည်းတော့ကြာသွားတယ်
OS ကို input လုပ်တာလို့ပြောတယ်ဒီထဲမှာမပါဘူးဒီမှာများပါတယ်ဒီအဲ့တော့ပြဿနာကဘာလဲဆိုတော့လူသုံးနေတဲ့ကောင်နဲ့တူပါတယ်ကြည့်ရတာဆရာသုံးတဲ့ကောင်သားလူတွေသုံးတာနည်းတယ်လို့ပြောတယ်ဆရာပြင်ထဲမှာမှတ်မိဟောဒီကောင်များပါမလားဒီအဲ့ပေါ်ယူကိုကြာစဉ်းစားမိအောင်တော်တော်ဆိုးတယ်ဘာလဲ abstract နဲ့တော့ဟုတ်တယ်ဆရာလေးနောက်ပိုင်းမှာ abstract ကိုသုံးပြီးတော့ဥက္ကအောင်တော်တော်ကြီးကိုအသုံးနေရသွားအဲ့တော့ဒီလိုလုပ်နော်ကြောက်ကုတ်ကိုချက်ပြန်ရှာကြည့်အောင်သင်ဖို့တော့မပါဘူးနောက်ပိုင်းမသုံးကြတော့အဲ့ကြောင့်ဆရာတတိယနေပါအော်对ဟုတ်တယ် software ကိုသုံးတာဒါပေမဲ့မသုံးဘူးစမ်းကြည့်ရအောင်ဒီကောင်ကနံပါတ်မှားနေဟုတ်တယ်အော်သုံးအောင်သုံးတော့သုံးတာတော်တော်ကြာသွားတယ်လို့အဲ့တော့ပြရှော့လိုက်နောက်တတိယတော့မှဆရာပြန်ပြီးတော့ပြောပြတော့နော်တော်တော်လေးစုံသွားပြီဆိုတော့ဟုတ်ပြီဆရာတို့ဒါဆိုရင်ဟာလားဘယ်ကနေစပြီးတော့ဘယ်မှာဆုံးတယ်လို့ဆရာတို့တွေးတဲ့အချိန်မှာအဆုံးမှာတစ်လုံးပို့ပြီးတော့ဆရာတို့ကပြောတာဒီမှာဆိုလို့ရှိရင် Python ဆိုတဲ့စကားလုံးကိုကြည့်ယူတာ0ကနေ2ဆိုလို့ရှိရင်ဆရာတို့က0ကနေ1 2လို့သိရ0နဲ့1ဆိုတော့ရှေ့နှလုံးဖြစ်တဲ့ 5ကိုသိတယ်2ကနေ5ဆိုလို့ရှိရင်0 1 2 py t t ကနေစမယ်5t ဆိုတော့4t ပေါ့2 3 4 2 3 4ဆိုတော့ဒီ3လုံးထွက်လာနောက်တစ်ခုကဘာလဲဆိုတော့0ကနေစတယ်လို့မပြောချင်လို့ရှိရင်ဘာမှမထည့်ဘူးဘာမှမထည့်ပေးတာအစအနေပြီးတော့2 t ဆိုတာကို understood အဲ့တော့ဒီကောင်ဒီဘယ်လောက်ဖြစ်မလဲဆိုတော့0 1နော်အစဒီ0 2 t မရဘူးဆိုတော့1ကဲ4ကနေစပြီးအဆုံးထိ4ကနေစပြီးအဆုံးထိဆိုတော့ရှင်းတယ်နော်သူက4 5ပေါ့နော်သူက5ကိုရှိတော့4 5ပေါ့အဲ့တော့အနောက်ဆုံးနှလုံးကနေစမယ်အဆုံးထိ
နောက်ဆုံးတစ်လုံးကတော့အစုံလုံးကြည့်ဆိုတဲ့4 5နော်အဲ့ဒါဆရာတို့စာကြောင်းတစ်ကြောင်းလေးရတယ်ကိုလိုချင်တဲ့စကားစုကိုဖြတ်ယူစာပတ်နဲ့ဆုံးမှတ်ပြီးတော့ဖြတ်ယူတယ်အော်ဒီမှာဆိုရင်ဒီပုံလေးနဲ့ဆိုရင်ရှင်းသွားလို့index တန်ဖိုးဒီ0ကနေစမယ်အားလုံး9လုံးဆိုတော့6မှာဆုံးသွားတယ်တကယ်လို့ဖြတ်ယူခြင်းနဲ့စာလုံးဒီ YTH ဆိုတာတော့အဲ့ဒါဆိုလို့ရှိရင်1ကနေပြီးတော့ဆရာတို့1 2 3ပြီးလို့ရှိရင် plus 1ပေါင်းလိုက်ပြီးတော့4 1ကနေ4ထိလို့ဆရာတို့ပြောရတယ်တကယ်လို့ကြောင်းပြန်ပြန်ပြီးတော့ယူခြင်းနဲ့ဆိုလို့ရှိရင်ဒီအနှုတ်တန်ဖိုးတွေသုံးပြီးတော့ယူလို့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်1ကနေ3ထိ1ကနေ3ထိဆိုရင်1နဲ့2နဲ့ y နဲ့ d နဲ့ဟုတ်လားအဲ့လိုပြရတကယ်လို့မရှိတဲ့ကောင်ပြင့်ထုတ်မယ်ဆိုအဲ့ဒါပြလို့သူ့ရဲ့ index တန်ဖိုးက60ပဲရှိနေမရှိတဲ့ကောင်ကို print ထုတ်နိုင်လို့ဆိုလို့ရှိရင်အဲ့ဒါပြလို့အဲ့တော့သဘောတော့ဗာလဲဆိုတော့ကျွန်တော်ဟိုတယ်မှာသွားတဲ့အခန်း6ခန်းမှာလို့တဲနေတယ်အခန်းနံပါတ်160ဟိုတယ်မှာရှိတာမှာစုစုပေါင်း10ခန်းရှိတာကျွန်တော်အခန်း15တကယ်ကြီးခေါ်ပေးပါဆိုလို့ရှိရင်မင်းတို့အဲ့ဒါပဲလေကျွန်တော်တို့မှာအခန်း15မှမရှိရဗျာလို့ပြောခံရမှာပေါ့ဒီကတော့ဒါပါနော်အကန့်တွေကိုဆရာတို့ဟိုသူ့ရဲ့ရှိတဲ့အကန့်တွေကလည်းဆရာတို့ယူသုံးလို့ရမယ်မရှိတဲ့အကန့်ကိုယူသုံးလို့မရှိဘူးပေါ့နော်အဲ့တော့ဒါကဒီ Python မှာတော့ဒီလို error လေးပြပြီးသွားပြီမဲ့ဒီတခြားတချို့ programming တွေမရှိတဲ့ address ကိုဆရာတို့ယူသုံးဖို့ကြိုးစားတာကြီးအနေနဲ့ရှိအဲ့ဒီတခုတော့ဆရာထည့်ပြီးတော့ပြောပြကြနော် okay နောက်တစ်ခုက Python မှာစာလုံးထဲမှာပါတဲ့စကားလုံးအရေးအတွက်ကိုသိကျင်တယ်ဆိုလို့ရှိရင် len ဆိုတဲ့ function သုံးပြီးတော့ဆရာတို့ကအလုံးအရေးအတွက်ကိုရှာခိုင်းလို့ရတယ်ဥပမာဆိုရင်ဆရာနာမည်ပေါ့နော်ဒီ name ကိုဆရာတို့ကအလုံးအရေးအတွက်သိကျင်တယ်ဆိုလို့ရှိရင်ဒီလိုရှာခိုင်းလို့ရတယ်print ထုတ်လိုက်ပေါ့နော်print ထုတ်နေဆိုတော့အလုံးအရေးအတွက်ကိုရှာတဲ့ function ကိုဆရာနာမည်ထည့်ပေးတယ်ဒါဆိုရင်စုစုပေါင်း73လုံးဆိုတာကိုဖြည့်ထုတ်ပေးlen ဆိုတဲ့ function ကိုသူတို့ကြိုရေးပေးထားတဲ့ function ဆရာတို့ခေါ်သုံးလိုက်တယ်အဲ့တော့ဒါတွေအားလုံးကတအားလွယ်တယ်မှာပါပါတယ်ကဲဟုတ်ပြီနောက်တစ်ခုကတော့ list အဲ့တော့ programming တွေမှာဆရာတို့က array ဆိုတာရှိတယ်အဲ့တော့ Python မှာကြတော့ဆရာတို့ဒီကောင်ကိုအသုံးများတယ်ပေါ့နော် list ဆိုတဲ့ကောင်ကိုသုံးတယ်အဲ့တော့ array နဲ့ list နဲ့ကမတူဘူး array ဆိုတာက data type တူတဲ့ကောင်တွေကိုပဲစုထားတာဥပမာဆိုလို့ရှိရင်ဆရာတို့မှာအမှတ်တွေသိမ်းထားမယ်ပေါ့ဥပမာဆိုရင်အင်္ဂလိပ်စာဘယ်နှမှတ်သင်္ချာဘယ်နှမှတ်ပေါ့အဲ့လိုရတဲ့အမှတ်တွေကိုသိမ်းထားခြင်းနဲ့အတွဲလိုက် data တွေကိုအုပ်စုလိုက်စုထားခြင်းနဲ့ဆိုရင် array ကိုသုံးပြု array ရဲ့အားနည်းချက်ကဘာလဲဆိုတော့ data type မတူတဲ့ကောင်တွေကိုစုလို့မရဘူးဒါပေမဲ့ list မှာကြတော့ဆရာတို့က data type မတူတဲ့ကောင်တွေကိုစုလို့ရတယ်ဥပမာဆိုလို့ရှိရင်မင်းတို့ရဲ့ CP form ကြီးတစ်ခုလုံးကိုဒီထဲမှာလာသိမ်းထားလို့ရတယ်ကိုယ့်ရဲ့ name တွေဟလာအသက်တွေဟလာကိုလေးချိန်တွေဖုန်းနံပါတ်တွေ address တွေအကုန်လုံးကိုဆရာတို့ဒီထဲမှာသိမ်းထားလို့ရတယ် data type တူတဲ့ကောင်မတူတဲ့ကောင်ကိုသိမ်းလို့ရတယ်အဲ့လိုသိမ်းတဲ့အချိန်မှာဆွဲထုတ်တဲ့ကောင်ကဆရာတို့ဒီအပေါ်ကနေနေတယ်အတူတူပါပဲ string ဆိုတာစာလုံးတွေကိုစုထားတာဆိုတော့သူကလည်းအဲ့လိုစုထားတဲ့ကောင်တစ်ခုပဲအဲ့တော့ဆရာရဲ့ကျွန်တော်တို့ကဒီမှာတလုံးချင်းဆွဲထုတ်တာတော့ဟုတ်ပါဘူးအဲ့တလုံးချင်းဆွဲထုတ်တဲ့ကောင်တွေကိုအကုန်လုံးအတွဲလိုက်ဆွဲထုတ်ခြင်းလို့ဆိုရင်ဘယ်လိုလုပ်အဲ့လိုဆိုရင်ဆရာတို့ကလူတွေအကြောင်းကိုပြောရတော့အဲ့တော့အဲ့ဒီအတွက်ကြောင့်ဆရာတို့နောက်ထပ်အသစ်တစ်ခုဆရာတို့ခံကြိုက်တော့အပိုင်းမှာတော့ဆရာတို့က list ကိုမသိဘူးမှာ loop အကြောင်းကိုအရင်သင်ပေးခြင်းတယ်ဟောဆရာတို့ခုနကဆရာတို့ဒီ
နာမည်တစ်ခုရှိပေါ့အဲ့ဒီနာမည်ကိုဆရာတို့ကစာလုံးတစ်လုံးချင်း print ထုတ်ခြင်းအဲ့ဆိုရင်တို့ဘယ်လိုလုပ်ကြလဲပေါ်လူပြီးတော့သုံးပြီးတော့ဆရာတို့က print ထုတ်ရတယ်ပေါ်အင်လို့ခေါ်တာပေါ့နော်အဲ့တော့လည်းအကုန်သိနေပြီပေါ့ပေါ်လို့တစ်လုံးကြီးလိုက်တာဘာလို့မသိဘူးအဲ့တော့ for in ရဲ့ညာဘက်ချမ်းမှာစုထားတဲ့ကောင်ထည့်လိုက်စုထားတဲ့ကောင်ဆိုတာခုနကအလုံးတွေအများကြီးပါတဲ့ကောင်ပေါ့နော်အဲ့ကောင်ထားလိုက်လို့ရှိရင် तू ကဒီကောင်ကိုဒီဘက် value တွေကိုတစ်လုံးချင်းခြွေထည့်လိုက်ခြွေထည့်ပြီးတော့အလုပ်လုပ်မှာပေါ့အခုဒီမှာဆိုလို့ရှိရင်ဆရာတို့ကထားပါတော့ A ပေါ့ကွာနော်ထားတော့ CH ပေါ့ကွာနော် CH ဆိုတဲ့ value တွေကိုနာမည်လေးကနေပြီးတစ်လုံးချင်းဆရာတို့ကတွဲယူလိုက် print ပြန်ထုတ်တဲ့အချိန်မှာဆရာတို့ CH ဆိုပြီးတော့ print ထုတ်လိုက်အဲ့တော့အခုနေ brand ကြည့်မယ်ဆိုလို့ရှိရင်နာမည်လေးကတစ်လုံးချင်းကို print ထုတ်တာကိုတွေ့ရတယ်print က automatic တစ်ချောင်းဆင်းတယ်ဒါကြောင့်မလို့ဒီနာမည်ရဲ့စာလုံးတွေဒီလိုတစ်ချောင်းဆင်းပြီးတော့ပြန်တွေ့ရတယ်ဆရာ print ကိုတစ်ချောင်းမဆင်းမနဲ့ဆရာ print ထုတ်လို့မရဘူးရတယ်အဲ့ဒီကောင်ကဘာဖြစ်နေရလဲဆိုတော့ तू ကသူ့ default ကဒီလိုဖြစ်နေတယ်အစိုးရ select and ထည့်တယ်ဆိုပြီးတော့ तू ဒီလိုရေးတာတကယ်ကဒါကဆရာတို့မမြင်ရဘူးအဲ့တော့အခုနေရမ်းလိုက်မယ်ဆိုရင်အတူတူပဲအဲ့တော့ဆရာတို့ဒီနေရာမှာ select and မထည့်ဘဲနဲ့ space ထားလိုက်မယ်ဆိုရင်ခဏလေးမင်းချိန်နေတယ်ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာတို့က space ချလိုက်ပြီဆိုလို့ရှိရင်ခုနလိုတစ်ချောင်းမစင်သွားတော့ဘဲနဲ့ဆရာတို့အခုလိုမျိုး space တွေချပြီးတော့ပေါ်ပြပေးလိုက်ပါဒါမှမဟုတ်လို့ရှိရင်အဆုံးမှာဆရာတို့က hyphen ခံနေတယ်ဆိုရင် hyphen လေးတွေခံပြီးတော့ပေါ်ပြပေးတယ်ဒါ print ကိုမှဆရာတို့အသေးစိတ်အသုံးချရပြီပေါ့နော်ဘာမှမပြောရင်တော့ automatic ဒီကောင် select ထည့်လိုက်ပြီးတော့ဒီကောင်တစ်ချောင်းဆင်းပေးတယ်အဲ့တော့ for in ကတအားလွယ်တယ်အလုံးကြီးအတွက်သိစရာလည်းမလိုဘူးတော့သူအလုံးပြေလို့ရှိရင်ပြီးသွားလိမ့်အဲ့တော့ဒီ name တွေကနေတစ်လုံးချင်းဆွဲယူတယ်ဆွဲယူပြီးတော့အောက်မှာအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတခါတစ်လုံးထပ်ဆွဲယူတယ်အလုပ်လုပ်တယ်မကုန်ချင်းလူပြင်ပတ်ပြီးတော့အလုပ်လုပ်တာကဲဘယ်လောက်လိုလဲဆရာတို့ဆက်ကြည့်အောင်နောက်တစ်နည်းကပါလဲဆိုခုနကလိုမျိုး index တွေနဲ့ဆွဲထုတ်တယ်အဲ့တော့ခုနကဆိုရင်ကျွန်တော်တို့ print ထုတ်လဲဆိုတော့ဒါပါတော့ name လို့ဘာလို့ဆရာတို့က13ဆိုတော့12အထိ print ထုတ်အောင်0 1 2 3 အခုနေဆရာတို့ print ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဟုတ်တော့နော်ဝင်းပါပေါ့ဘလုံးထပ်ထုတ်လိုက်7ထိပေါ့နော်7ထိဟာဘလို့ကွာနာမည်ရှင်းနေဝင်းထိပဲထားလိုက်အဲ့မှာမလို့ပြလို့တယ်နော်ဝင်းထိလာနေတယ်အဲ့တော့ဒါဆိုလို့ရှိရင်ဝင်းထိ print ထုတ်တာဒီလိုထုတ်အခုတင်ချအမြင်နဲ့ကြည့်အောင်တင်ချမှာမလို့ series sequence တို့ဘာလို့တင်မှုတဲ့လူတွေရှိနေတယ်အဲ့တော့တင်ချတင်မှုတဲ့လူတွေကတင်ချအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါမှမဟုတ် program အမြင်နဲ့ကြည့်မယ်ဆိုရင်ဒီထဲမှာတူနေတဲ့ကောင်တွေကိုပုံလုပ်ပြီးရေးလိုက်မယ်ဆိုလို့ရှိရင်မတူတဲ့ကောင်ဒီတနေရာပဲမတူဘူးဒီလေယာကောင်လေးတော့မတူဘူးဒီကောင်ကအရှင်ထားလို့ရတယ်ဆိုရင်ဆရာတို့ကတစ်ချောင်းနဲ့အရှင်ရေးလို့ရတယ် programming လုပ်တယ်ဆိုတာအဲ့လိုမျိုးဝယ်အောင်စဉ်းစားတဲ့ဟာလေးတွေပါတယ်တို့အောင်စဉ်းစားတဲ့ဟာလေးတွေပါတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဆရာတို့ကဒီနေရာမှာ0ကနေပြီးတော့7အလိုလိုတာထည့်ပေးမဲ့ကောင်ရှိတယ်ဆိုလို့ရှိရင်ချောင်းနဲ့ရေးလို့ရတယ်အဲ့ဒါကိုလည်းဆရာတို့ကပေါ်နေပဲဆွဲထုတ်လို့ရတယ်ဒီကောင်တိနေပြီကြောက်စရာကောင်းတယ်နော်အဲ့တော့ range ကိုသုံးပြီးတော့ဆရာတို့ဆွဲထုတ်တာအားလုံးပေါင်းသူကခုနှစ်လုံးထိရှိတယ်ဆိုလို့ရှိရင်0 to 7ထိရှိတယ်ဆိုဆရာတို့ကလုံးပို့ပေးရတယ်အခုနလိုပဲအဆုံးအသက်ကိုဆရာတို့တစ်လုံးပို့ပေးရတယ်အဲ့ဆိုလို့ရှိရင် range 8ဆိုလို့ရှိရင်သူက0ကနေပြီးတော့7အထိကိုဆွဲထုတ်ပေးလိုက်တယ်အဲ့တော့အလုပ်မှတ်ထားမှာပါလဲဆိုတော့0ကနေ7လိုချင်တယ်ဆိုလို့ရှိရင် range 8ဆိုပြီးရေးရတယ်10လုံးလိုချင်ရင် range 10လို့ရေးရတယ်အဲ့ဒါ0 to 9ပေါ့10လုံးပေါ့0 to 10အထိလိုချင်တယ်ဆိုရင် range 11ဆိုပြီးတော့တစ်လုံးပို့ပြီးတော့ရေးရတယ်ဒါတော့အဲ့ range ကိုပဲ print ထုတ်ကြည့်ရအောင်အဲ့ဆိုရင်ခုနဆရာတို့လိုချင်တဲ့
0 to 7ကိုရတယ်အဲ့ဒီ0 to 7ကိုခုနနေရာမှာအစားထိုးလိုက်ရတယ်ခုနဒီစာကြောင်းနေရာမှာဒီ0 to 7နေရာမှာအစားထိုးလိုက်ရတယ်အဲ့တော့ဆရာတို့မလုပ်မလဲဆိုတော့ဒီကောင်ကိုပြင်ရေးမယ်ရလာတဲ့ i လေးကိုဆရာတို့ကဒီနေရာမှာအစားထည့်လိုက်ရတယ်ကဲအဲ့တော့ခုန i0 ဖြစ်တဲ့အချိန်မှာ a ထွက်လာစသဖြင့်ဒီလိုအလုပ်လုပ်တယ်နော်ဘယ်လိုလဲဆရာဘာလို့ချင်လဲဆိုတော့0ဆိုရင်ဘာ1ဆိုရင်ဘာဒီလိုထွက်ချင်တယ်ဆိုတော့ formatted string နဲ့ပဲရေးလိုက်ပါ formatted string နဲ့ပဲရေးလိုက်နော် formatted string every ကိုသုံးပြီးတော့ရေးမယ်ပြီးလို့ရှိရင်ဆရာတို့က i ကို print လုပ် i ရဲ့နောက်မှာဆရာတို့ hyphen လေးကို print လုပ်မယ်ပြီးတော့မှခုနက main ကို print လုပ်အဲ့ main ရအောင်ဆရာတို့ print လေးဖတ်ပြီးမှတော့အလုပ်လုပ်အဲ့တော့ဘောလားမသိဘူးအဲ့တော့ i နေရာမှာပထမဆုံး0ဝင်လာလိမ့်မယ်0 hyphen အဲ့တော့ဒီမှာ a ဆိုပြီးတော့ဆက်လာပြီဆိုတော့ဆရာတို့လမ်းကြည့်အောင်ဒါဆိုလို့ရှိရင်ဆရာတို့သူ့ရဲ့ index တွေနဲ့ index ကဒီ array ထဲမှာထည့်လိုက်တဲ့အခန်းနံပါတ်လေးကိုအဲ့ဒါလေး index တွေလို့ခေါ်တယ်။တော့ဘယ်အခန်းမှာဘယ်စာလုံးရှိရဆိုတာကိုဒီလိုမျိုးပြပြီးတယ်။ကဲအဲ့ဒါတော့ဒါ string ပေါ့နော်။အခုဆရာတို့ကဒါကိုနားလည်သွားပြီဆိုရင် list အကြောင်းပြောလို့ရပါlist အကြောင်းဆိုရင်နောက်တစ်စာမျက်နှာတစ်ခုထပ်လို့အောင်နော်ဖွင့်လိုက်တာကောင်းပါဒါလေးတွေကိုနံပါတ်စီတက်ထားလိုက်တာကောင်းတယ်နောက်မလို့ပြန်ရှာတဲ့ချိန်ကျရင်ဒီလိုဆိုရင်လို့internet ဆိုတော့0ပေါ့self test ဆိုတော့10 1 2အခုဆရာတခါ3ပြသွားပြီပေါ့နော် sorry ဒါပို့တော့ဆောက်လိုက်ပါဟုတ်ပြီနော်တော့ဒါဆရာတို့ is down this ဆရာတို့အခုတော့ကြည့်အောင်ဆောင်းဝဲအမှတ်တွေဆိုတော့အမှတ်တွေကိုဆရာတို့ကစုထားတယ်ဆိုရင် square bracket နဲ့စုပြရတယ်ဒါပေါ်မှာအမှတ်နော်88တို့90ပြရအောင်ရတယ်ဆိုရင်အဲ့တော့ဒါကိုဆရာတို့က list လို့ခေါ်တယ် square bracket ထဲမှာ၄000ခွဲထဲမှာကော်မာလေးတွေခံပြီးတော့ရေးလိုက်ရင်လည်းဆရာတို့က list အနေနဲ့တော့ဖြစ်သွားတယ်နော်အဲ့တော့ဒီ list ကလည်းခုနအတိုင်းပဲဘယ်လို list ထုတ်အမှတ်တွေကပထမဆုံးအမှတ်တန်ကိုထုတ်ပါဆိုလို့ရှိရင်ဆရာတို့က square bracket နဲ့0ဆိုပြီးတော့ထုတ်ခံတယ်အဲ့တော့အဲ့ဒီကောင်တွေအကုန်လုံးကိုတခါလေး print ထုတ်ချင်တယ်ဆိုရင်ခုနကဆရာတို့သင်ထားတဲ့အတိုင်းပဲ for ရင်းနဲ့ဆရာတို့က print ထုတ်လိုက်တယ်အဲ့တော့ဒီစုထားတဲ့အမှတ်တွေပေါ့နော်ဒီပါဆိုလို့ရှိရင်စုထားတဲ့ကောင်ကအမှတ်တွေပေါ့အဲ့ဒီအမှတ်တွေကနေပြီးတစ်ခုချင်းဆွဲထုတ်ပြီးတော့ဆရာတို့ဒါ print ထုတ်ပြီးလည်းအောင်ဖြစ်တယ်နော်ဒါလည်းတန်းပြီးတော့ဟုတ်ပါနောက်ဆုံးကအမှတ်လိုချင်တယ်ဆိုတော့နောက်ဆုံးအမှတ်လိုချင်တယ်ဆိုရင်ဆရာတို့ကအတုပ်ကိုသုံးပြီးတော့ဆရာတို့ရေးလို့ရနောက်ဆုံးအမှတ်ဒီ100တော့ဟုတ်တယ်ခုနဆရာတို့သုံးသွားတဲ့ဟာအဲ့ဒီထဲမှာထားပါတော့ကွာ ။ ဒါဆိုလို့ရှိရင်ဆရာတို့က ဒီ list ကိုခေါ်တယ် ။ square bracket ထဲမှာ ဒီ list ကိုခေါ်တယ် ။ အဲ့ဒီ list ကိုခေါ်တဲ့အခါမှာဆရာတို့က ဒီ list ကို ဒီ
အခုဆိုရင်နောက်ဆုံးမှဒီ66ဖြစ်သွားတယ်ဒီကောင်လည်း rank ကြည့်လိုက်လို့ဆိုလို့ရှိရင်ဒီကောင်ဖြစ်လာပြီအဲ့ဒီမှာဆရာတို့ကအမှတ်တွေကိုအကုန်မလိုချင်ဘူးနောက်ဆုံး3ခုလိုချင်တယ်ဆိုတော့နောက်ဆုံး3ခုလိုချင်ရင်ဆရာတို့ကဘယ်လိုပြောလို့ရလဲဆိုတော့နောက်ဆုံး3ခုဆိုလို့ရှိရင်နောက်ဆုံး3ခုကအဆုံးထိဒီလိုပြောရတယ်ကြာနောက်ဆုံး3လုံးမြောက်ကနေပြီးတော့အဆုံးထိဆိုလို့ရှိရင်နောက်ဆုံး3လုံးဖတ်လာတယ်တိုတုံး3လုံးလိုချင်တယ်ဆိုလို့ရှိရင်ဘာမှမပြောနဲ့3 0 1 2 0 1 2ဆိုတော့3လုံးဖတ်လာတယ်ရှင်းတော့3လုံးလိုချင်တယ်ဆိုရင်0 1 2ဖတ်လာလိမ့်မယ်ဆရာတို့ကဒီမှာအဆုံး3လို့ +1 ပေါင်းပြီးတော့ပြောပြရတယ်အတော့ဘာလာမသိဘူးဒါလို့ရှိရင်ဆရာတို့ဒီPython မှာဒီကလေးတွေဖတ်တယ်ဆိုရင်သဘောပေါက်သွားတယ်ဒါသူ officially တင်နေတာပေါ့နော်အဲ့တော့ mass square ဆိုပြီးတော့သူက value တွေထည့်လိုက်တယ် square ဆိုတာ1 square 1 2 square 4စသဖြင့်ပေါ့နော် square တန်ဖိုးတွေရှာတော့တယ်အဲ့ဒါတွေကို print ထုတ်လိုက်မယ်ဆိုလို့ရှိရင် square bracket နဲ့ပြန်ထုတ်လာတယ်တွေ့ရတယ်အဲ့ square bracket ပါလာပြီ list ပဲအရှင်းဆုံးလုံးကိုဆွဲထုတ်တာ0နောက်ဆုံးလုံးကိုဆွဲထုတ်တာဒီလိုဆွဲထုတ်မယ်နောက်ဆုံးအနောက်ဆုံး3လုံးကိုဆွဲထုတ်နောက်တစ်ခုက list နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ list အရှိန်ကြီးရလာတယ်အဲ့တော့ list တွေကိုပေါင်းတာဒီ list နှစ်ခုကိုဆက်လိုက်တာအပေါင်းလက္ခဏာဒီကောင်တစ်ခုကိုဆက်ပြီးတဲ့ကောင်နော်နောက်တစ်ခုကဘာလဲဆိုတော့ဆရာတို့ကျုပ်အဲ့တော့ကျုပ်ဆိုတာကတော့တကယ်တော့ကျုပ်တင်ထားတဲ့ကောင်ပေါ့လေအဲ့ဒီ value တွေလည်းထုံနေလည်းကောင်းတယ်3ဆိုလို့ရှိရင်0 1 2 3 65ပေါ့လားနောက်တစ်ခုကဘာလဲဆိုတော့ Python က object oriented programming ဖြစ်တဲ့အတွက်ကြောင့်သူ့ထဲမှာ function တွေပါပြီးသားအဲ့ function တွေခေါ်လို့ရတယ်ဥပမာဆိုလို့ရှိရင်ဒီ list ထဲမှာတစ်လုံးထပ်ထည့်ခြင်းကြီးနောက်ဆုံးကနေတစ်လုံးထပ်ထည့်ခြင်းဘာလဲဆိုတော့ append ဆိုတဲ့ကောင်ကိုသုံးပြီးတော့တစ်လုံးထပ်တိုးလိုက်လို့ရတယ်အဲ့တော့ဒီမှာ stroke program တွေကိုပြန်ကြည့်ရအောင်အခုဒီမှာအမှတ်တွေက5ဘာသာပဲရှိသေးတယ်ဟာတဘာသာအတွက်အမှတ်တွေကျန်ခဲ့တယ်ဆိုတော့တဘာသာအတွက်အမှတ်တွေကျန်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ mass.append ဆိုပြီးတော့ function တစ်ခါတန်းပေါ်လို့ရတယ်ဟုတ်ထားတော့အမှတ်ဘယ်လောက်ကိုထည့်ခြင်းလဲထားတော့ကွာထားတော့75ပေါ့ထည့်လိုက်ဒါဆိုရင်ပြပြန်ထုတ်ကြည့်မယ်ဆိုရင်ပေါ်ထားတော့နော်ဒီပြန်ပတ်ပြီးတော့ print ထုတ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်နောက်ဆုံးမှာ75ဝင်လာဆိုလိုချင်တာကဘာလဲဆိုတော့ object oriented programming ဆိုတာသူတို့ကြိုရေးပေးထားတဲ့ function တွေပါဒီ data တွေနဲ့တွဲရင်ဒီအမှတ်တွေဆိုတာကဆရာတို့အချက်လက်တွေလေဒါပေမဲ့ဒီ data တွေမှာသုံးလို့ရတဲ့ function တွေတခါလေးသူထည့်ပြီးတာဖြစ်လားဒီ dot ချလိုက်တာ ਨੇ အလိုလိုပေါ်လာကြီးစင်ငယ်လိုက်စီလို့ရတယ်ဒါဆိုရင်ငယ်စင်ကြီးလိုက်စီပေးလိုက်တယ်စမ်းကြည့်အောင်ဒါဆိုရင်ဒီငယ်စင်ကြီးလိုက်စီပေးလိုက်တယ်အမှတ်တွေဘာဖြစ်သွားလဲဆရာတို့ကြည့်ရဒါဆိုလို့ရှိရင်အသေးဆုံးကောင်ကရှေ့ဆုံးရောက်သွားပြီးတော့အကြီးဆုံးကောင်ကနောက်ဆုံးရောက်သွားတော့တွေ့ရတယ်ဘောပေါ်လာပြီဒါကြောင့်မလို့ဆရာတို့က ready made function တွေကိုခေါ်သုံးလို့ရတယ်အဲ့တော့ဘိုးလည်းပတ်စံပေးရတာမဟုတ်စမ်းသုံးကြည့်လို့ရတယ်ဘာမှဟလာမထူးဆန်းဘူးနော် full story ချလိုက် clear လုပ်လိုက် clear ဆိုရင်တလုံးဝမကြံတော့ပြန်ပြောက် clear ဆိုရင် square bracket အလုပ်ကြီးပဲ empty list လို့ခေါ်တယ် square bracket အလုပ်တာနော် empty list ပဲပေါ်လာတော့ကဲတွေ့လားအဲ့တော့လောက်မိုက်ဒီနေ့ဆရာတင်တာမရှင်းတာရှိတာမသိဘူးဒီဘက်မှာနေရတဲ့တင်တာဖြစ်တဲ့အတွက်ကြောင့်ဆရာရဲ့ဒီ Python သင်ခန်းစာလေးတွေတော်တော်ကြည့်ပါတော့ကိုနောက်ပြီးတော့ဒီမှာဆရာဒီ link ပေးလိုက်ဒီ link ကိုဆရာတို့ကဟိုထဲမှာ Telegram လေးကိုထည့်ပေးထားလိုက်မယ်အခုလောဆယ်ကို chat ထဲထည့်ပေးထားတယ်နော်ခဏလေး Telegram လေးဆရာလမ်းပို့လိုက်အဲ့တော့သူလေ့လာမှရမယ်ဆရာကိုအားကိုးတဲ့ခေတ်မဟုတ်တော့ဘူးဆရာတို့ဒီထဲမှာလည်းဒါတော်လေးပြီးပြီဆိုတော့ပါတယ်ကျူတူတွေကနော်အဲ့ကျူတူတွေကြည့်ထားလိုက်ရင်တော်တော်ကြီးဟုတ်ပါတော့ဆရာတို့ဒီမှာဒီနေ့သင်လိုက်တဲ့အကြောင်းအရာကြီး
နည်းလာတယ်နော်တော့ဆိုရင်နည်းလာတယ်နောက်ဘက်ဆိုလို့ရှိရင် apply ဖြစ်တဲ့ program ကိုစရေးရအောင်ကျွန်တော်တကယ်အသုံးချလို့ရတဲ့ software တစ်ခုကိုစရေးမယ်ဆန်းတာself တွေအရေးကြီးဆုံးအဲ့ပြော ပြ တာ အဲ့မှာနေအဲ့4000ခွင်းနဲ့လက်သေးခွင်းနဲ့မှားရင်ဘာဖြစ်လဲ မှားရင်မရဘူး အဲ့ဒါတတ်မှတ်ထားပြီးသားလားအစကတည်းက သတ်မှတ်ထားပြီးသား4000ဝင်းနဲ့လက်သေးခွင်းနဲ့မှားရေးလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကျူပဲဖြစ်သွားတယ်ဆရာအကျူပဲအခုမသိရသေးလို့ဒါပဲဆရာပြောပြတယ်ဒီမှာဒီ okay အဲ့ဒါဆက်တင်ရသေးတာပေါ့ဒီမှာဆရာတို့ကဒီအမှတ်တွေကိုပဲဆရာတို့ဒီကွင်းsorry ကွင်းတွေက programming ဆိုတာတင်ဂီတာလေးတွေဆရာတို့ကဒီ machine ကိုပြောပြတာအဲ့တော့ဒီတင်ဂီတာတွေအားလုံးက everything ပဲတစ်ခုမှမှားလို့မရဘူး full stop လေးတစ်ခု comma လေးတစ်ခု space လေးတစ်ခုမှားလို့မရဘူးအရင်သူက machine ဖြစ်တဲ့အတွက်ကြောင့်လူတွေလိုမျိုးဖြည့်မတွေးပေးနိုင်ဘူးအော်သူပြောဖို့ကြံခဲ့တာဖြစ်ပါလိမ့်မယ်လို့ဖြည့်မတွေးပေးနိုင်ဘူးเนาะမှားရင်တော့အဲ့ဒါတက်မှာနောက်ပြီးတော့အဓိပ္ပာယ်ကောက်လွဲသွားရင်လွဲသွားမှာအခုဒီမှာလည်းအမှတ်တွေထည့်လို့ရတယ်တူတူပဲခုနလိုပဲအကုန်လုပ်လို့ရတယ် print ထုတ်လို့ရတယ် print ထုတ်ကြည့်တူတူပဲအဲ့တော့တူတယ်လို့ထင်နေလိမ့်မယ်မတူပါဘူးဗျာဘာဖြစ်လဲဆိုတော့ဒီကောင်ကိုဆရာကပြင်လို့မရဘူးခုနကောင်တော့ပြင်လို့ရတယ်ဒီအပေါ်ကကောင်တော့ဘယ်လိုပြင်လို့ရလဲဆရာပြင်ပြပထမဆုံးကောင်ဆရာဒီလိုပြင်လို့ရတယ်ပြင်တယ်ဆိုတော့ assignment နဲ့ပြင်ပထမဆုံးကောင်အမှတ်တရဆရာပေးလိုက်လို့ရှိရင်ဒီမှာ print ထုတ်လို့ရှိရင်ပထမဆုံးကောင်ဒီအမှတ်တရဖြစ်သွားတော့တွေ့ရလိမ့်မယ်ဒီမှာကျူပဲတော့ကျူပဲလို့ခေါ်တယ်ကျူပဲဆိုတာတင်ရှာမှာသုံးတဲ့အသုံးလုံးတစ်ခုပဲနော်အတန်အတွက်ကအတန်နှမျိုးထွက်တယ်ကျူပဲလို့လည်းထွက်တယ်ချက်ပဲလို့လည်းထွက်တယ်ဟုတ်တယ်ချက်ပဲလို့လည်းထွက်တယ်တင်ရှာသမားတွေတော့သိမှထင်တာတင်ရှာစကားလုံးပဲအဲ့မှာဆရာတို့ကခုနကလိုဆရာတို့တင်ဖို့ကြိုးစားချင်အဲ့ကရေးဝင်းစားနဲ့ဘာပေါ့နော်ဝင်းဝိုင်းနဲ့ရေးရပြီမယ်ဒီအလုံးတွေကိုထည့်တဲ့အချိန်မှာ square bracket သုံးရတာချင်းတူတူပဲပထမဆုံးအလုံးတွေကိုဆရာကထည့်အဲ့ဒါတက်ပြီအဲ့တော့ကျူပေကားတဲ့အဲ့တဲ့ assignment ပေးမလို့ဘူးတဲ့ assignment လုပ်တယ်ဆိုတာခုနကအဲ့ဒါ assignment operator ကိုသုံးပြီးတော့ညာဘက်ထက်က value ကိုဘယ်ဘက်ထက်ကို copy ကူးထည့်တာကိုပြောတာအဲ့လို override လုပ်ခွင့်မပေးတာဘူးပြင်ခွင့်မပေးတာဘူး read only ပဲအဲ့တော့ဘာကွာလဲဆိုတော့ဒါဒီ read only ဟို list ကကြတော့ဆရာတို့ဟုတ်လားပြန်ပြီးတော့ပြင်လို့ရတယ်ဘယ်ဟာပိုသုံးများလဲဆိုတော့ပြင်ကျင်တဲ့အချိန်ကျရင်ဒီ list ကိုသုံးရတယ်အပြင်မခံကျင်တဲ့အချိန်ကျရင်ဒီကောင်ကိုသုံးရတယ်ဒီကောင်တော်တော်အသုံးများတယ်ဒီကောင်လေဘာလို့လဲဆိုဆရာတို့မှာအပြင်မခံကျင်တဲ့အချိန်တွေအများကြီးရှိတယ်ဒါကြောင့်မလို့တန်ဖိုးတွေကိုဝင်ပြင်မိမှာဆိုရဆိုရင်ဒီကောင်ကိုသုံးပြီးတော့ရေးရတယ်ကဲဒါဆိုရင်ရှင်းသွားပြီလို့ထင်နော်အဲ့တော့ programming မှာအဓိကဒီသင်္ကေတတွေအကုန်သုံးတယ်တွန်ခွင်းတွေသုံးတဲ့ကောင်ဒါအောင်ပဲပြီးလို့ရှိရင်နော်အခုဆရာတို့တင်တာ square bracket နဲ့ဒီ parenthesis နဲ့ဆရာတို့သုံးပြီးတော့ရေးတဲ့ဟာကိုတင်တယ်ကဲတို့တွေရှေ့ဘက်ကျမှပြန်ဆုံးအောင်ဒီကြားထဲမှာသင်ခန်းစာလေးကိုကြည့်ကြပေးပါအားလုံးရေးရနေတင်ပြီးတော့စကားစီကိုကျွန်တော်သင်လာပါမယ်အားလုံးကျေးဇူးပါဆရာ ကျေးဇူးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ 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 တင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ဆရာ